အားလုံးပဲမင်္ဂလာပါရှင်လူတစ်ယောက်ကတနေ့ဖြတ်တန်းရတာပုံမှန်ထက်ပိုပြီးတော့ပင်ပန်းလာတယ်စိတ်ပိုင်းဆိုင်ရာစူးစီးမှုမရှိတော့ဘဝမှာရှင်သန်ရတဲ့နေရာမှာခက်ခဲလာတယ်ကိုယ့်ရဲ့မိသားစုအရေးကိုယ့်ရဲ့ relationship နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ကိုယ်တိုင်နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ယုံကြည်မှုတွေပျောက်ဆုံးလာတယ်ဆိုရင်ဒီနေရာလေးဟာတကယ်ကိုကင်တွယ်ဖြည့်ရှင်းရမယ့်နေရာလေးဖြစ်တယ်ဆိုတာကျမတို့တတိရှိဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနေရာလေးကိုမှကျမတို့ကတတိမမူမိပြီ။ဒီနေရာလေးကိုပြီးသွားမှာပါဆင်ပြေသွားမှာပါခဏတာပါပဲ။စသဖြင့်ဒီစိတ်ခံစားချက်တွေကိုကျမတို့ဖိနှိပ်လိုက်ကြတဲ့အခါမှာနောက်ပိုင်းမှာကိုယ်ရှင်သန်ဖို့တောင်မှခက်ခဲလာတယ်ဆိုတဲ့အနေအထားနဲ့စိတ်ဓာတ်အကြီးအကျယ်ကျဆင်းခြင်းဆိုတဲ့ depression ဒီလိုအနေအထားမျိုးလေးတွေအထိကိုရောက်သွားနိုင်ပါတယ်။ဒါကြောင့်ကျမတို့နေ့စဉ်ဖြတ်သန်းနေရတဲ့လူတဦးတယောက်ချင်းစီအထူးသဖြင့်တော့ကျမတို့နောင်မှာလူကြီးဖြစ်လာမယ်လူငယ်တွေအတွက် emotional regulation လုပ်ရရဲဆိုတာကအင်တန်ကိုအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ် emotional regulation ကိုကောင်း handle လုပ်လာနိုင်မယ်ဆိုလို့ရှိရင်လူသားတွေမှာအခြားလူတွေရဲ့လွှမ်းမိုးမှုအခြားလူတွေရဲ့ချယ်လှယ်မှုအခြားလူတွေရဲ့ကြိုးကင်မှုကနေပြီးတော့လွတ်မြောက်ပြီးတော့ကိုယ်တိုင်မိမိကိုယ်ရက်တည်နိုင်တဲ့မိမိရဲ့စိတ်ကိုမိမိပိုင်တဲ့မိမိကိုယ်တိုင်မိမိသွားကျင်တဲ့လမ်းကြောင်းကိုဆုံးဖြတ်ချက်မှန်ကန်ချနိုင်တဲ့လူသားတွေဖြစ်လာကြမှာပါဆိုတော့ကျမတို့ဒီလိုအနေအထားမျိုးလေးကိုရောက်ဖို့အတွက်အရေးကြီးဆုံးနဲ့အခြေခံအကျဆုံးကတော့စိတ်ခံစားချက်တွေကိုကောင်းမွန်နဲ့ handle လုပ်နိုင်ဖို့ပဲဖြစ်ပါတယ်ကျမက6ပတ်တာကျင်းပပြုလုပ်မဲ့ emotional alignment for youth လို့ခေါင်းစဉ်ရတဲ့ program လေးတစ်ခုကိုဖန်တီးထားပါတယ်။တစ်ပတ်ကိုတစ်ရက်နှုန်းနဲ့ကျမတို့6ပတ်သွားမဲ့ program လေးဖြစ်ပါတယ်။ဒီ program လေးကအသက် session နဲ့အထက်လူငယ်တွေအတွက်ရည်ရွယ်ပြီးပြုလုပ်ထားတဲ့ program လေးဖြစ်ပါတယ်။ဒါကြောင့်ဒီ program လေးကိုလူငယ်တွေအနေနဲ့သိရှိပြီးတော့ join နိုင်ဖို့အတွက်ကျမကဖိတ်ခေါ်ပေးရဖြစ်ပါတယ်။ဒီ program က group session အနေနဲ့သွားမှာဖြစ်တဲ့အတွက်ကိုတယောက်တည်းမဟုတ်ဘူးဆိုတဲ့ခံစားချက်တွေအချင်းချင်းရဲ့မျှဝေမှုတွေကိုနားထောင်နိုင်တဲ့အနေအထားတွေဖြစ်လာတဲ့အခါမှာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ regulation ကိုနည်းလမ်းပေါင်းစုံ psychology မှာကျမတို့အနေနဲ့အသုံးဝင်တဲ့အင်မတန်ဆွမ်းထက်တဲ့ tools တွေကိုအသုံးပြုပြီးတော့ဒီ program လေးကိုဖန်တီးသွားမှာဖြစ်ပါတယ်အခြားသော psychology သင်တန်းများနဲ့မတူတဲ့ကိုယ်တိုင်လက်တွေ့ပါဝင်ပြီးတော့လေ့ကျင့်ရမယ်လေ့ကျင့်ခွင့်တစ်ခုလည်းဖြစ်ပါတယ် program နဲ့ပတ်သက်တဲ့အသေးစိတ်အကြောင်းအရာတွေကိုသိချင်တယ်ဆိုလို့ရှိရင်ကျမတို့ Facebook page ရဲ့ Messenger ကနေပြီးတော့လာရောက်မေးမြန်းနိုင်ပါတယ်အားလုံးတက်ရောက်နိုင်ဖို့အတွက်လည်းကျမကဖိတ်ခေါ်လိုက်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်